ဂျူးလူမျိုးဆိုတာဘာလဲဂျူးဆိုတဲ့စကားလုံးဟာနည်းနည်းတော့ရှုပ်ထွေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ဂျူးဆိုတာလူမျိုးစုတစ်ခုလည်းဟုတ်တယ်လို့ဘာသာတရားတစ်ခုလည်းဖြစ်နေလို့ပါရိုးရိုးလေးပြောရရင်ဂျူးမိခင်ကမွေးဖွားလာသူတွေကိုဂျူးလူမျိုးလို့သတ်မှတ်တယ်လို့ဂျူးဘာသာကိုပြောင်းလဲသက်ဝင်ယုံကြည်သူတွေကိုလည်းဂျူးလို့ခေါ်ပါတယ်သူတို့ရဲ့တမိုင်းကလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်အရှိလေပိုင်းကခေနန်လို့ခေါ်တဲ့ဒေသမှာစတင်ခဲ့တာဖြစ်ပြီးသူတို့ဟာကမ္ဘာပေါ်မှာတဆူတီးသောဖျားကိုစတင်ကိုးကွယ်ခဲ့တဲ့ရှေးကြဆုံးလူမျိုးစုတွေထဲမှာပါဝင်ပါတယ်။ဂျူးတွေရဲ့တမိုင်းကိုကြည့်နှိမ့်ဆက်ခံရခြင်းနဲ့ရှင်သန်ခြင်းဆိုတဲ့စကားလုံးတစ်ခုကိုတွေ့ရပါလိမ့်မယ်။အီဂျစ်ပြည်မှာကျွန်ဖြစ်ခဲ့တာဘေဘီလုံသားတွေရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာရောမအင်ပါယာရဲ့တိုက်ခိုက်မှုကြောင့်ကိုဌာနီကိုစွန့်ခွာပြီးကမ္ဘာနှံ့ကိုလွင့်စင်သွားခဲ့ရတဲ့ Diaspora အခြေအနေတွေဟာသူတို့အတွက်အကြီးမားဆုံးဒဏ်ရာတွေဖြစ်ပါတယ်။နှစ်ပေါင်း2000နီးပါးလောက်ဂျူးတွေမှာကိုယ်ပိုင်တိုင်းပြည်မရှိခဲ့ပဲနိုင်ငံအသီးသီးမှာလူနည်းစုဖြစ်သွားရောက်အခြေချခဲ့တဲ့အခါမှာလည်းအသားရောင်ခွဲခြားမှုနဲ့ဘာသာရေးအရဖိနှိပ်မှုတွေကိုခါးစည်းခံခဲ့ရပါတယ်။အဆိုးဆုံးကတော့ဒုတိယကမ္ဘာစစ်အတွင်းဟီတလာရဲ့နာဇီတွေလက်ချက်နဲ့ဂျူးလူမျိုး6တန်းလောက်တပ်ဖြတ်ခံခဲ့ရတဲ့ Holocaust ခေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖြစ်ရဆိုးကြီးပါပဲ။ဒါပေမဲ့ထူးခြားတာကတော့ဂျူးတွေကဘလောက်ပဲဖိနှိပ်ခံရပါစေသူတို့ရဲ့စာပေဘာသာစကားနဲ့ယဉ်ကျေးမှုကိုတော့ဘယ်တော့မှအပြောက်မခံခဲ့ပဲ1948ခုနှစ်မှာတော့သူတို့ရဲ့အိမ်မက်ဖြစ်တဲ့အစ္စရေးနိုင်ငံကိုပြန်လည်တည်ထောင်နိုင်ခဲ့ကြပါတယ်။ကမ္ဘာလူဦးရေရဲ့3.2% သာရှိတဲ့ဂျူးတွေမှာနိုဘယ်ဆုရှင်ရဲ့20%ကျော်ပိုင်ဆိုင်ထားတာအင်မတန်အံ့ဩဖို့ကောင်းပါတယ်။ Albert Einstein, Karl Marx ကစလို့အခုခေတ် Mark Zuckerberg အထိဂျူးတွေဟာကမ္ဘာထိပ်တန်းမှာရှိနေကြတာပါ။ဒီလိုမျိုးသူတို့တွေထူးထူးခြားခြားတော်နေရတာပညာရေးကိုအသက်ထက်တန်ဖိုးထားတဲ့သူတို့ရဲ့ယဉ်ကျေးမှုကြောင့်ပဲဖြစ်ပါတယ်။ဂျူးတွေဟာအသိပညာကိုတခုခိုးလို့မရတဲ့တခုသေးသောယာတနာလို့ယုံကြည်ကြပြီးရှေးခေတ်ကတည်းကထိုရာလို့ခေါ်တဲ့သူတို့ရဲ့ကျမ်းစာတွေကိုဖတ်ရှုလေ့လာခဲ့ကြလို့တန်မြောက်မှုနှုန်းအင်မတန်မြင့်မားခဲ့ကြပါတယ်။ဒါပြင်ဂျူးကျောင်းတွေမှာဆရာတင်တာကိုငြိမ်နားထောင်ရုံတင်မဟုတ်ပဲပြန်လည်မေးခွန်းထုတ်တာနဲ့ငင်းခုန်ဆွေးနွေးတာတွေကိုအားပေးတဲ့အတွက်သူတို့ရဲ့ဉာဏ်ရည်ဟာအမြဲတမ်းဖွံ့ဖြိုးနေခဲ့ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့နှစ်ပေါင်းများစွာနှိမ့်ဆက်ခံခဲ့ရတဲ့တမိုင်းကြောင်းကြောင့်ရှင်သန်ခြင်းတခြားသူထက်ပိုတော်မှဖြစ်မယ်ဆိုတဲ့ရှင်သန်လူစိတ်ဟာသူတို့ရဲ့အယိုးထဲထိဆွဲနေတာဖြစ်ပြီးမြေယာပိုင်ဆိုင်ခွင့်မရတဲ့ခေတ်တွေမှာငွေကြေးစီမံခန့်ခွဲမှုနဲ့ပညာရပ်ပိုင်းမှာပဲအာရုံစိုက်ခဲ့ကြလို့အခုအခါကမ္ဘာစည်းပွားရေးကိုချုပ်ကိုင်နိုင်တဲ့အထိဖြစ်လာခဲ့တာပါဂျူးတွေရဲ့ဘဝနေထိုင်မှုပုံစံကလည်းစိတ်ဝင်စားစရာပါသူတို့မှာရှဘက်လို့ခေါ်တဲ့ဥပုပ်နေ့ရှိပြီးတောက်ကြနေ့နေဝင်ကနေစနေနေ့နေဝင်အထိအလုပ်အားလုံးနားပြီးမိသားစုနဲ့အတူအချိန်ကုန်ဆုံးကြပါတယ်စားတောက်တဲ့နေရာမှာလဲခိုရှာလို့ခေါ်တဲ့ဘာသာရေးဆိုင်ရာစားတောက်မှုစည်းကမ်းတွေကိုတိတိကျကျလိုက်နာကြပါတယ်ဒီနေ့ခေတ်မှာဂျူးတွေဟာသိပ္ပံနည်းပညာရုပ်ရှင်ဘဏ္ဍာရေးနဲ့နိုင်ငံရေးနယ်ပယ်တွေမှာထိပ်ဆုံးကပါဝင်နေပြီးအမေရိကန်နိုင်ငံရဲ့မူဝါဒတွေမှာတော့သူတို့ရဲ့ဩဇာအင်မတန်ကြီးမားပါတယ်ဒါကြောင့်လဲ anti-Semitism လို့ခေါ်တဲ့ဂျူးဆန့်ကျင်ရေးဝါဒတွေနဲ့သူတို့ပေါ်မနာလိုဖြစ်တဲ့ conspiracy theory တွေဟာတမိုင်းတစ်လျှောက်မှာအမြဲရှိနေခဲ့တာပါဂျူးတွေအကြောင်းလေ့လာခြင်းကျွန်တော်တို့ရရှိနိုင်တဲ့သင်ခန်းစာကတော့ပညာရဲ့တန်ဖိုးပါပဲဘလောက်ပဲဖိနှိပ်ခံရပါစေဘလောက်ပဲအခက်အခဲတွေတွေ့ပါစေအသိပညာနဲ့စီလုံးညီညွတ်မှုရှိရင်ပြပုံထဲကနေရုံထွက်နိုင်တယ်ဆိုတာကိုဂျူးလူမျိုးတွေဟာကဘာကြီးကိုတက်သေးပြနေတာဖြစ်ပါတယ်လူဦးရေ15တန်းလောက်ပဲရှိပေမဲ့ကဘာကြီးကိုလောက်ခနိုင်တဲ့သူတို့ရဲ့စွမ်းအားအင်မတန်အံ့ဩစရာကောင်းလာပါတယ်ဒါကတော့ဂျူးလူမျိုးဆိုတာဘာလဲဆိုတဲ့မေးခွန်းအတွက်အနည်းချုပ်ရှင်းလင်းချက်ပဲဖြစ်ပါတယ်နားထောင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အကြောင်းအရာတွေမှာပြန်တွေ့ကြပါမယ်